လူတယောက်ရဲ့အမှားကတခါတလေမှာကိုယ့်အသက်တင်မကပဲကိုယ့်နောက်မှာရှိတဲ့လူရပေါင်းများစွာရဲ့အသက်ကိုပါချွေယူသွားနိုင်တယ်ဆိုတာသင်သိပါသလားတဲကန်နာရရဲ့ကြောက်မက်ဖွယ်အတန်ပလန်တွေကြားမှာယုံကြည်မှုလွဲမှားခြင်းကြောင့်ဘဝတွေဘလို့ပျက်စီးသွားခဲ့ရတယ်လဲဒီနေ့မှာတော့ရှေးဟောင်း950နိပတ်တော်လာပထမဆုံးဇက်တော်ဖြစ်တဲ့အပန်နဂဇက်ထာရဲ့ရင်သက်ရှုမောပွဲဇလန်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘာရာဏသီမြို့တော်ကြီးမှာပညာရှိလဲဂုံတယ်ကြီးတဦးရှိခဲ့ပါတယ်။သူဟာအရာရာကိုအကျိုးအကြောင်းနဲ့ဆင်ခြင်တတ်တဲ့ဖရားလောင်းပဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအဲ့ဒီမြို့မှာပဲအရာရာကိုလွယ်လွယ်နဲ့ဆုံးဖြတ်တတ်ပြီးအမျက်ကြီးစားခြင်းနဲ့တခြားဂုံတယ်မိုက်တဦးလည်းရှိနေခဲ့ပါတယ်။တနေ့မှာသူတို့နှစ်ဦးစလုံးကုံရောင်းထွက်ဖို့ပြင်ဆင်ကြပါတယ်။ဖရားလောင်းကတစ်ချိန်နဲ့သွားရင်လန်ခီမှာအခက်ခဲဖြစ်မယ်ကဆိုတဲ့စေတနာနဲ့ဂုံတယ်မိုက်ကိုရွေးချယ်ခွင့်ပေးခဲ့ပါတယ်။လောဘကြီးတဲ့ဂုံတယ်မိုက်ကတော့ငါအရင်သွားရင်ဈေးဥပေါက်ရမယ်နွားတွေအတွက်မျက်နှာတွေရမယ်ဆိုတဲ့တကူကောင်းစိတ်နဲ့အရင်ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ခီးကျန်းတဲ့ကိုရောက်လာတဲ့အခါမှာတော့ကန်ကြမာရဲ့အလှည့်ပြောင်းကစတင်ခဲ့ပါတယ်။ကန်နာရရဲ့အလဲဘဟုမှာသူတို့အဖွဲ့ဟာထူးဆန်းတဲ့အဖွဲ့တစ်ဖွဲ့နဲ့စုံခဲ့ပါတယ်။ကြည်စမ်းသူတို့ကိုမှရေရွေဆိုလို့ကြာပန်းတွေတောင်ပါလာပါလားဒါဆိုရှေ့မှာမိုးရွာနေပြီပေါ့လူရောင်ဖန်ဆင်းထားတဲ့ဘီလူးတွေကလှည့်စားပြောဆိုလိုက်ပါတယ်ရှေ့မှာမိုးကြီးတဲ့ထန်စွာရွာနေတယ်ရေအိုင်တွေပြည့်နေပြီးမင်းတို့စီကရေအိုးတွေကိုလွှင့်ပစ်လိုက်မှလဲတွေပုတ်ပုတ်ပပနဲ့မြ мян ရောက်မှတဲ့ကုံတယ်မိုက်ဟာအမှန်တရားကိုမစူးစမ်းပဲအဲ့ဒီစကားကိုယုံကြည်လိုက်ပါတော့တယ်သူတို့ဟာပါလာသမျှရေတွေကိုတွန့်ပစ်ပြီးရှေ့ကိုဆက်သွားခဲ့ကြတယ်ဒါပေမဲ့တကယ်တမ်းတွေးလိုက်ရတာကတော့ပူပြင်း၆တွေ့နေတဲ့တဲပြင်ကြီးပါပဲညရောက်တဲ့အခါမှာတော့ရေငတ်မှုတန်ကြောင့်လူရောနွားပါခြေကုံလက်ပန်းကျပြီးလဲပြိုကုန်ကြပါတယ်မကြခင်မှာပဲဖရားလောင်းရဲ့အဖွဲ့ကန္နာရတဲ့ကိုရောက်လာပါတယ်သူတို့လည်းအဲ့ဒီဗီလူးတွေနဲ့စုံကြတာပါပဲဒါပေမဲ့ဖရားလောင်းကတော့ကုံတယ်မိုက်လို့မဟုတ်ခဲ့ပါဘူးမိုးရွာနေတဲ့ဆိုရင်မိုးရိပ်မိုးတိမ်ရှိရမယ်အခုတော့ကောင်းကင်ကပြလွင်နေတယ်ဒီလူတွေရဲ့မျက်လုံးတွေကလည်းနီမြန်းနေတဲ့အရေးလဲမထွက်ဘူးဒါဟာလူသားတွေမဟုတ်ဘူးဗီလူးတွေပဲဖြစ်ရမယ်ဖရားလောင်းဟာသူ့ရဲ့နောက်လိုက်တွေကိုပြက်ပြက်တသားအမိတ်ပေးလိုက်ပါတယ်ဘသူမှရေတပေါက်ကိုမှမတုံပြရဘူးငါခွင့်ပြုချက်မပါပဲဘာကိုမှမစားရဘူးလို့ဆိုပါတယ်နောက်ဆုံးမှာတော့သူတို့အဖွဲ့ဟာကုံတယ်မိုက်တို့ရဲ့ပျက်စီးနေတဲ့အယိုးစုတွေကိုတွေ့ရှိခဲ့ရပါတယ်ဒီဇလန်းကနေကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့အယမ်းကိုလေးနက်ပါတယ်ကုံတယ်မိုက်ဟာလောဘနဲ့အယုံလွယ်မှုကြောင့်ပျက်စီးခဲ့ရပေမဲ့ဖရားလောင်းကတော့စင်ကျင်တုံတရားနဲ့တတိတရားကြောင့်အောင်မြင်ခဲ့ပါတယ်ဒါကြောင့်လောကမှာအယုံမလွယ်ပါနဲ့သူတစ်ပါးပြောစကားထက်လက်တွေ့ချနေဖို့အရင်ကြည့်ပါတတိထားပါအခက်ခဲကြားမှာစိတ်လှုပ်ရှားပြီးအမှားမလုံးမိဖို့အရေးကြီးပါတယ်ခေါင်းဆောင်နိုင်စွမ်းရှိပါမှန်ကန်တဲ့ခေါင်းဆောင်မှုကနောက်လိုက်တွေကိုဘေးကင်းရာပို့ဆောင်နိုင်ပါတယ်တင်ကောတင်ဘဝရဲ့ကန္နာရခီးမှာဘလို့ကုံတယ်မျိုးဖြစ်မလဲလွယ်လွယ်နဲ့ယုံကြည်ပြီးအမှားလုံးမဲ့သူလားဒါမှမဟုတ်စင်ကျင်တုံတရားနဲ့ရှေ့ဆက်မဲ့သူလားအခုလိုစိတ်ဝင်စားစရာအကောင်းတဲ့950နိပတ်တော်လာဇလန်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုအပေါင်းလေးနှိပ်ပြီးအားပေးခဲ့ကြပါဦးအားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေလောကရဲ့မုန်တိုင်းတွေကြားမှာသတိဆိုတဲ့လက်နက်ကိုအမြဲစုပ်ကင်ထားနိုင်ကြပါစေ